ဘာလို့ရှိရင်ရခိရှိသမိုင်းကြောင်းမှာဒီမှာအတားရရှိတတ်တဲ့မို့လို့အစအုပ်အစ်စ်မှာနေချင်တာလည်းမဟုတ်ဘူးအဲ့ဒီလေးနဲ့ခိုးယူဆိုလို့ဒီနှုတ်တလေရလည်းမပါဘူးဆိုတဲ့အတွက်ကြောင့်အပြည့်မှန်ကစံပတ်ဖြစ်သွားမယ်နော်တပုတ်ဒီစာပိုက်ရဲ့အကြီးကအကြောင်းအရာပြောစင်တဲ့တဲမှာခေါင်းစဉ်ဒီစာပိုက်တစ်ပိုက်လုံးရဲ့ဇန်တိုင်းတစ်ခုလုံးအားလုံးရဲ့ပြောချင်တဲ့အဓိကအကြောင်းအရာပါလေတဲ့ဒါကဒီစာပိုက်ရဲ့နောက်ဆုံးအပုတ်ဒီစာပိုက်ရဲ့နောက်ဆုံးအပုတ်ဆိုတဲ့အတွက်နောက်ဆုံးအပိုက်မှာအဖြစ်ရှိတယ်အဲ့တော့ကြည့်မယ်ဟိုတယ်ရုの価値価値ဆိုတာကတန်ဖိုးဟိုတယ်ရဲ့価値တန်ဖိုးကိုအဓိကပြောချင်တာလားဒါမှမဟုတ်လို့ရှိရင်ဒီလိုဟိုတယ်ပုံစံလုပ်လိုက်တဲ့အတွက်အဲ့ဒီရဲ့ရောစကောင်းကျိုးကိုအဓိကပြောချင်တာလားဒါမှမဟုတ်日本のホテルに泊まるお客様ဧည့်သည်တွေရဲ့ဟန်ကပြောင်းလဲမှုလားအာတာရရှိခုတာတဲ့တာတို့ဟိုတယ်တွေကအသစ်ဆောက်တာမဟုတ်ဘူးဒီအိမ်အဟောင်းတွေကိုပဲပြန်ပြင်တာဒါကြောင့်မို့လို့လက်မှတ်လေးကတကူကလေးကလာပါနော်ဒါဆိုရင်နံပါတ်32နောက်ဆုံးအပုပ်ဆိုတာနောက်ဆုံးအပိုင်းမှာအဖြေရှိတတ်တယ်အဲ့တော့နောက်ဆုံးအပိုင်းလေးကိုပတ်ဖတ်မယ်နော်それらは町のあちこちにあるので、အဲ့ဒီဟိုတယ်တွေကမြို့ရဲ့ဟိုဟိုဒီဒီအကုန်အနှံ့အပြားမှာရှိနေတဲ့အတွက်ကြောင့်ဟိုတယ်ကိုလာပြီးတဲခိုတဲ့လူတွေကစေခါဆုနေထိုင်တဲ့မြို့မှာသွားလိုက်ပြန်လိုက်လုပ်ရတော့တယ်အဲ့လိုမြို့မှာသွားလိုက်လာလိုက်လုပ်တဲ့အတွက်ကြောင့်အဲ့ဒီမြို့မှာရှိတဲ့ဆိုင်တွေကိုစားလိုက်တောက်လိုက်လုပ်တဲ့ဧည့်သည်တွေလည်းတိုးပွားလာတဲ့အသက်ကြောင့်မြို့ရဲ့ခေးဆိုင်မြို့ရဲ့စီးပွားရေးမှာလည်းရောဤအေကျော်ကောင်းတဲ့လွှမ်းမိုးမှုတွေဖြစ်ပေါ်လာတယ်ဆိုတဲ့အတွက်အာချီနောခေးဆိုင်နွိရောဤအေကျော်ဆိုတဲ့အတွက်အဖြစ်ကဘာဖြစ်တော့မလဲဆိုလို့ရှိရင်နိဗ္ဗာန်ပေါ့အဖြစ်ကနိဗ္ဗာန်ဖြစ်တော့မှာပေါ့နော်ဟိုက်နောက်တစ်ပုတ်ဗီဒီယိုလေးကိုခဏရက်ကိုယ့်ဘာကိုဖတ်ကြည့်ပြီးတော့မှအဖြစ်ပြန်တိုင်းနော်はい。またく、私はなぜ絵本の読み方、聞かせ、カストに発がしましたが、バザウディカスト、ပွဲတော်လှုပ်ရှားမှုအဓိပတိမှာပါဝင်ဆွေးနွေးရတာလေတဲ့။ဘာကြောင့်ဒီခါဆွတ်တူမှာပါဝင်ဆွေးနွေးရတာလဲဆိုတော့ကြည့်မယ်။ 라인 개선의 애호노 여미가타 가세 가서도 야떼미나이 소비로 မိန်းမဖြစ်သူကပြောတယ်ဒီခါဆွတ်တယ်လေးကိုလောက်ကြည့်မလားဆိုပြီးမိန်းမဖြစ်သူကပြောတယ်အဲ့ဒီခါဆွတ်သူကဘယ်လိုလေးလောက်တာလဲဆိုရှောကတ်ကိုအီချီနန်စီဖြစ်တဲ့မူစုကိုသူတို့မှာတမီးလေးတစ်ယောက်ရှိတယ်မူစုမဲ့တမီးလေးတစ်ယောက်မိုင်းကဲဆအီကိုင်တလားမှာတစ်ချိန်ကျောင်းသားတွေနဲ့အတူတူမိဘတွေကဂျီဘွန်တဲအရန်ဒါကိုဘာသာကိုရွေးချယ်ရတဲ့ရုပ်ပြစာအုပ်တအုပ်ကိုစာသင်ခန်းထဲမှာကလေးတွေကိုဖတ်ပြခိုင်းတာအဲ့လိုပုံစံမျိုးခါဆွတ်တူပေါ့နော်ဒီခါဆွတ်တူရှိတယ်အဲ့ဒီခါဆွတ်တူကိုလုံးကြည့်မလားဆိုပြီးမိမကပြောတယ်ဘာကြောင့်လဲဘာကြောင့်အဲ့ဒီခါဆွတ်တူကိုသွားလုပ်ခိုင်းတာလဲဆိုသူတို့မှာကြောင်းတက်နေတဲ့သမီးလေးရှိတယ်အဲ့ဒီသမီးလေးကတလားကိုတစ်ချိန်ဒီလိုခါဆွတ်တူတွေလုပ်ရတယ်ပေါ့နော်အဲ့ဒီခါဆွတ်တူဆိုတာကိုဘာသာကိုယူလိုက်တဲ့စာအုပ်တအုပ်ကိုစာသင်ခန်းထဲမှာပြန်ပြီးဖတ်ပြရတဲ့ခါဆွတ်တူအဲ့တော့ဘာကြောင့်အဲ့ခါဆွတ်တူမျိုးလုပ်လဲဆိုရင်ခလေးတွေကိုစာအုပ်တွေနဲ့နေသားကြစေခြင်းနဲ့အတွက်ဒီလိုခါဆွတ်တူမျိုးလုပ်တာတဲ့စံကားတက်ခီတို့ခလေးတွေကိုစာအုပ်တွေနဲ့နေသားကြအောင်လို့ခါဆွတ်တူလုပ်တယ်ဆိုပေမဲ့မိဘတွေကအလုပ်များနေတဲ့အတွက်ပါဝင်ဆင်နွှဲပေးနိုင်တဲ့မိဘတွေကတော့နေအတွက်စံစီကကုမတေးလို့ဆိုတာဒုက္ခရောက်နေရတယ်လို့ကြားတယ်တဲ့အဲ့တော့မိမဖြစ်သူကပြောလိုက်တဲ့တင်သားသွားမယ်ဆိုရင်တေချာပေါက်ခေါခိုလေးခေါခိုဆိုတာသူတို့ရဲ့သမီးကိုပြန်ပြောတာနော်သမီးလေးကတော့ပျော်သွားမှာပဲလို့ပြောခဲ့တယ်ကျွန်တော်ကသမီးလေးပျော်သွားမယ်ဆိုတဲ့အတွက်ကြောင့်ရတဲ့မီတို့ခုတ်တုန်နီစတာလုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်တဲ့
ပြန်ပြောမယ်နော်ခါဆွတ်တူရှိတယ်အဲ့ဒီခါဆွတ်တူလို့ဖို့အတွက်ဘသူကပြောရလဲဆိုမိမကပြောတာမိမကဘာကြောင့်ပြောတာလဲသမီးလေးပျော်သွားစေခြင်းလို့ပြောတာအဲ့ဒီခါဆွတ်တူကဘယ်လိုပုံစံမျိုးလဲဆိုကိုယ့်ဘာသာကိုစားအုပ်ရွေးပြီးတော့ကလေးတွေကိုဖပြခိုင်းတာကလေးတွေဒီစာအုပ်တွေမှာနေသားကြအောင်ညီညီလွယ်အောင်လုပ်တဲ့ခါဆွတ်တူဆိုပေမဲ့အဲ့ဒီခါဆွတ်တူပါဝင်ဆင်နွှဲပေးနိုင်တဲ့မိဘတွေကနည်းနေတယ်အဲ့ဒါမို့လို့မိမဖြစ်သူကပြောတယ်နင်သွားလုပ်မယ်ဆိုရင်သမီးလေးကတော့တေချာပေါက်ပြိုတော့ခုပျော်သွားလိမ့်မှာလို့ပြောတဲ့အတွက်ရတဲ့မီတို့ခုတ်တုံလေးရှိတာလုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်ဒါဆိုလို့ရှိရင်ဒီအပုတ်လေးရဲ့အဖြေကဘာဖြစ်မလဲတော့စဉ်းစားကြည့်အောင်အဲဟွန်ကမီစကာရာနာခုတဲ့ဒီမှာစာအုပ်ကိုရှာမတွေ့ဘူးဆိုတာမပါဘူးနော်စာအုပ်ကိုရှာမတွေ့ဘူးဆိုတဲ့စာကြောင်းမပါတဲ့အတွက်နံပါတ်1ကိုပယ်လိုက်မယ်နံပါတ်2絵本を読むことになって困っているစမမိန်းမဖြစ်သူကဒုက္ခရောက်နေရမဟုတ်ဘူးပါဝင်ဆင်နွှဲပေးမဲ့မိဘရဲ့နဲနေလို့စံစရာဒုက္ခရောက်နေတာစမကဒုက္ခရောက်နေရမဟုတ်ဘူးနော်私が絵本を読んだらကျွန်တော်သာဒီစာအုပ်လေးကိုဖတ်ပေးလိုက်မယ်ဆိုသမီးကပျော်သွားလိမ့်မယ်လို့မိန်းမကပြောခဲ့လို့ဘူစုကိုတာချီနီအဲဟွန်းနိုရောစကလေးတွေကိုစာအုပ်ရဲ့ကောင်းကျိုးတဆင့်ပြောခြင်းလို့စတားရဲတို့တဆင့်ပြောတာမပါဘူးပဲနော်အဲ့တော့တစ်နှစ်သုံးလေအဖြေမှန်ကဘာလဲဆိုတာစမ်းသိမပြောဘူးကိုပါကုတ်စဉ်းစားတာနော်အဲဆိုနောက်တစ်ပုတ်လေးဆက်ဖတ်ရအောင်娘の前で練習してよかった。သမီးရှိမှကြိုပြီးတော့လေ့ကျင့်မိလို့တော်ပါသေးရဲ့။ကြိုပြီးလေ့ကျင့်မိတာဘာကြောင့်တော်သေးရဲ့လို့တွေးမိရတာလဲတွက်ကြည့်အောင်။ကြိုလေ့ကျင့်မိလို့တော်ပါသေးရဲ့လို့ဘာကြောင့်တွေးမိရလဲ။ဖတ်မယ်နော်။絵本は私が子供の頃にဒီမှာကကြတော့စာအုပ်တီကိုကိုယ့်ဘာသာကိုရွေးခိုင်းတယ်ဆိုတာပါပြီးသားနော်။စာအုပ်တွေကိုကိုယ့်ဘာသာကိုရွေးခိုင်းတာပါပြီးသားဒါကြောင့်မို့လို့သူကိုယ်တိုင်ရွေးတယ်သူကိုယ်တိုင်ရွေးလိုက်တဲ့စာအုပ်ကသူကလေးဘဝအောင်ကြိုက်တဲ့စာအုပ်ကိုရွေးလိုက်တယ်ဘာကြောင့်အဲ့ဒီစာအုပ်ကိုရွေးရလဲဆိုတိုးတက်မှုအမိုးရှိတို့ဤအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်မှုလို့အခုခေတ်ကလေးတွေလည်းစိတ်ဝင်စားလောက်မယ်ထင်ပြီးတော့ဒီစာအုပ်ကိုရွေးခဲ့တာအဲ့ဒီပွဲလုံးမဲ့ရှိတဲ့ရဲ့ညမှာမိမရဲ့သမီးဖြစ်သူရဲ့အရှိမစာအုပ်ကိုဖတ်တဲ့ run shoe လေ့ကျင့်ခဲ့တယ်။စပြီးလေ့ကျင့်လိုက်တော့သမီးဖြစ်သူကပပချီကောက်ရောဆိုပြီးတော့ပြန်သတိပေးခဲ့တယ်။ပြန်ထောက်ပေးခဲ့တယ်။အဲ့လိုမျိုးပြန်ထောက်တယ်ဆိုတာကတဲ့学校の読み聞かせမှာပကြီးကိုမြင်ရအောင်လို့ကလေးတွေဘက်ကိုစာအုပ်ဖွင့်ပြရမှာဆိုပြီးသမီးကပြောတယ်ပေါ့နော်ဒါပေမဲ့တဲ့သူစာအုပ်ကိုဘေးကနေကြည့်ရတာတိတ်ပြီးတော့စာလုံးတွေမဖတ်နိုင်လို့တိုင်ဟန်အခက်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ်စာအုပ်ကိုသူ့ဘာသာသူရွေးတယ်သူရွေးလိုက်တဲ့စာအုပ်ကအရင်ကစိတ်ဝင်စားဖို့ကောင်းတယ်အခုကလေးကလေးတွေလည်းစိတ်ဝင်စားမယ်လို့ထင်တယ်အဲ့တော့အဲ့ရှိတညမှာလေ့ကျင့်ခဲ့တယ်လေ့ကျင့်ခဲ့တော့တမီးဖြစ်သူကအမားကိုထောက်ပြခဲ့တယ်ဘယ်လိုမျိုးအမားလဲပုံကိုကလေးတွေမြင်အောင်လို့စာအုပ်ကိုကလေးတွေကောက်ကိုလှည့်ထားရအဲ့တော့စာအုပ်ကိုခလေးရေပန်းလှည့်ထားပြီးတော့ကိုကဘေးကနေစာအုပ်ကိုဖတ်ပြရမယ်ဆိုတဲ့အတွက်ကြောင့်ဟောနောယောကိုခါရစာအုပ်ရဲ့ဘေးကနေစာရီဖတ်ရတာသူ့မှာတိုင်ဟန်ပင်ပန်းခဲ့ရတယ်မလွယ်ကူခဲ့ဘူးတဲ့။ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့လေ့ကျင့်မိလို့တော်ပါသေးရဲ့။ဘာကြောင့်တော်သေးတာလဲတော့ကြည့်အောင်။娘が絵本の内容に興味を持ってくれるから、သမီးကစာအုပ်ကို興味စိတ်ဝင်စားပါလို့ဒီမှာ興味တော့ပါတယ်興味ဖြစ်တာသမီးမဟုတ်ဘူးအခုခေတ်ကလေးတွေ興味အခုခေတ်ကလေးတွေလည်းစိတ်ဝင်စားလိမ့်မယ်ထင်ပြီးရွေးလိုက်တာသမီးဖြစ်သူစိတ်ဝင်စားမယ်သမီးတစ်ယောက်တည်းအတွက်ဥတည်ပြီးရွေးလိုက်တာမဟုတ်ဘူးချီကောက်အဲဟွန်းတော့ဟိုကအီအီသမီးစာအုပ်ကကောင်းတယ်လို့သမီးလေးမပြောခဲ့ပါဘူးစာအုပ်ကင်ထားတဲ့ပုံစံမှားနေရလို့ပဲပြောတာပါ学校での読み聞かせのやり方ကျောင်းရဲ့လုပ်ပုံလုပ်နည်းကိုသိနိုင်ခဲ့တယ်
ဟုတ်တယ်ဒီလိုမျိုးကိုယ့်ဘက်ကိုလှည့်ပြီးစာအုပ်ဖတ်ပြရမှာမျိုးမဟုတ်ပဲနဲ့ခလေးတွေရဲ့ဘက်ကိုစာအုပ်ဖတ်ပြပြီးတော့ကိုကဘေးနားကနေကြည့်ပြီးလုပ်နေရမှာအဲ့လိုမျိုးယာရီခတာဟွန်းတော့ယောကိုခါရတဲ့မို့ကြီးကဥမခုယောမဲရုစာလုံးတွေကိုကောင်းကောင်းမွန်မွန်ဖတ်နိုင်ဖို့အတွက်သမီးကတင်ပေးတယ်ဆိုတာစာပိုင်းမှာမပါပါဘူးစာပိုင်းမှာမပါရင်စမ်းစီတို့လည်းရွေးစရာမလိုဘူးစာပိုင်းလေးကိုအစားအနေကိုပြန်ဖတ်တစ်နှစ်သုံးနှစ်ပြန်စဉ်းစားကြည့်အဖြေကိုနောက်ဆုံးမှပြောပါမယ်ယောဆိုယောဆိုဆိုတာကကြိုတင်ခံမှန်းတာကြိုတင်ခံမှန်းတာနဲ့အဲ့ဒါဆိုဘာကြီးကိုကြိုတင်ခံမှန်းတာလဲပြန်ပြောမယ်နော်သူစာအုပ်ယူလိုက်တယ်အဲ့ဒီယူလိုက်တဲ့စာအုပ်ကိုကလေးတွေကစိတ်ဝင်စားမယ်လို့တွေးခဲ့တယ်နော်ဆက်ပါမယ်တိုးကြီးဆိုအဲ့ဒီနေ့စာသင်ခန်းရဲ့အပြင်မှာစောင့်နေတော့တဲ့သမီးလေးကစာသင်ခန်းထဲကိုလာဖို့ခေါ်တယ်ယောဘီနီခိတာဟိုတော့မတာချီကလေးတွေကကျော်ရှိစနမရဲ့နေ့စာသင်ခန်းရဲ့အရှိမစုပြီးတော့ထိုင်နေကြတယ်သူတို့စုပြီးထိုင်နေကြတဲ့အရှိမချီဆိုင်ဤစုထိုင်ကုန်သေးသေးလေးတခုံချထားတယ်အဲ့ဒီထိုင်ကုန်သေးသေးလေးတခုံစီကိုသမီးကကျွန်တော်ကိုခေါ်ဝါပေးခဲ့တယ်ကျွန်တော်ကမတက်ရက်ပြီးဖတ်တာကစာအုပ်ကိုပို့ပြီးမြင်ရလွယ်ကူစေမယ်လို့ထင်ပြီးတော့မထိုင်ခဲ့ဘူးမတက်ရက်ပဲဖတ်ခဲ့တယ်ဘာပဲဖြစ်ဖြစ်သူတို့ကြိုလေ့ကျင့်ထားတဲ့ကိုခခဲ့တဲ့ကျေးဇူးကြောင့်စာအုပ်ဖတ်ပြတာကမွန်တိုင်းနာခုပြဿနာမရှိပဲအေးအေးဆေးဆေးပြီးသွားခဲ့တယ်ဒီစာပိုင်းလေးကိုပြန်ပြောမယ်နော်အားလုံးရဲ့အရှိမထိုင်ကုန်သေးသေးလေးရှိတယ်အဲ့ဒီထိုင်ကုန်လေးသေးသေးလေးမှာသူကမတ်တက်ရက်ပြီးဖတ်ပြခဲ့တယ်ဘာလို့မထိုင်တာလဲဆိုစာအုပ်ကိုပြရတာပို့ပြီးလွယ်ကူစေမယ်လို့ထင်ပြီးတော့မထိုင်ဘဲနဲ့မတ်တက်ရက်ခဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်ပွဲရတော့မွန်တိုင်းနာခုပြဿနာမရှိပဲပြီးဆုံးသွားခဲ့တယ်စဖတ်မယ်ယောဆိုးကအာတာရီကြိုသွေးရတာနဲ့ကိုက်ညီသွားတယ်တဲ့။ဘာကြောင့်လဲဆိုနာယောနီမိုဖြောမီယိုမိုတေဟိမိုတေမိုရာရဲ့ခတ်တာမိုရာအတယောဒတ်တဲ့သူရွေးလိုက်တဲ့စာအုပ်ကိုကလေးတွေကဖြောမိရှိကြတယ်စိတ်ဝင်စားကြတယ်အားလုံးကအမိုရှိရိုကတာဆိုပြီးဝါပြောပေးခဲ့ပါတယ်တဲ့အိမ်ပြန်ရောက်တော့မူဇူမဲနီသမီးကိုခန်းဆိုးစွာ feedback ကိုယ့်ရဲ့သမီးလေးကို feedback ပြန်မေးလိုက်တော့自分がကျွန်တော်က用意してくれたပြင်ဆင်ထားပေးတဲ့ထိုင်ကုန်မှာမထိုင်ခဲ့တဲ့အတွက်ဖူမန်စိတ်မကြည်တော့ကိုယ့်အတွက်ပြင်ထားပေးတဲ့ထိုင်ကုန်မှာမထိုင်ခဲ့တဲ့အတွက်ဖူမန်စိတ်တော့မကြည်နပ်ဘူးတဲမိုးဒါပင်မဲ့ရဲ့အနောက်ကစာကြောင်းမှာအဖြေဆိုတော့စိတ်မကြည်နပ်ဘူးဆိုတဲ့စာသားအဖြေမဟုတ်တော့ဘူးပင်မဲ့ရဲ့အနောက်ကစာကြောင်းမှာအဖြေနော်ဒါပေမဲ့နောက်တစ်ချိန်ကျရင်ထိုင်တော့ဆိုပြီးသမီးလေးကပြောခဲ့တယ်နောက်တစ်ချိန်လို့ပြောတယ်ဆိုတာကဒီတစ်ချိန်လည်းအစဉ်ပြေတယ်ဆိုတဲ့သဘောပေါ့တဲ့ဒီတစ်ချိန်လည်းအစဉ်ပြေလို့နောက်တစ်ချိန်ထပ်လုပ်ခိုင်းတဲ့သဘောဒါကြောင့်သမီးလေးကခိတူဂရရှိခတာတေချာပေါက်ပြောခဲ့တာတေချာပါတယ်တဲ့ပြောခဲ့တာတေချာပါတယ်ပေါ့နော်အဲ့တော့စဖတ်မယ်ယောဆိုကျူတင်ခမန်းနာရဲ့ဆိုတာဘာကျူတင်ခမန်းနာလဲစန်းစီကエレンデくれた本စာအုပ်ကိုစမ်းစစ်ရေးပေးခဲ့တာမဟုတ်ပါဘူးသူ့ဘာသာသူရွေးတာပါစေတိုနောအိုယာတာချီကအရန်တာဟွန်ကျောင်းသားလေးရဲ့တပည့်ကရွေးပေးတာမဟုတ်ပါဘူးသူကိုယ်တိုင်ရွေးခဲ့တဲ့တပည့်ပါတမင်းမိဘရွေးပေးခဲ့တဲ့စာအုပ်မဟုတ်ဘူးအီမာနောခွန်တိုမိုတာချီအခုခေတ်ကလေးတွေမှာလူကြိုက်များလောင်းမယ်ဆိုတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ကလေးတွေကယောရခုပိပြောခဲ့တယ်တဲ့အခုကိတ်ကလေးတွေမှာဒီစာအုပ်ကနင်းခိလူကြိုက်မများဘူးနော်သူငယ်ဘဝတုန်းကပဲလူကြိုက်များတာနံပါတ်၄自分が昔読んでကိုအရင်ကဖတ်ဘူးတဲ့とても面白い本ဖြစ်တဲ့အတွက်ကြောင့်အခုကိတ်ကလေးတွေလည်း興味を持つဒီမှာနော်တင်းနဲ့သုံးလေးစာပိုက်ကိုပြန်ဖတ်ကြည့်တင်းတော်တဲ့အဖြေကပဲဖြေတဲ့ကိုကိုစဉ်းစားနောက်တော့မှစမ်းသပ်နေအဖြေထပ်ကြမယ်နောက်ဆုံးတစ်ပုဒ်သမီးကခိတ္တိုပရေရှိကတပျော်ခဲ့တာတေချာလောက်တယ်ဆိုပြီးဘာကြောင့်အဲ့လိုတွေးရတာလဲတဲ့သမီးက omoshiroi လို့ပြန်ပြောပေးခဲ့လို့လားသမီးက
တခြားကလေးတွေရဲ့ခန်းဆို့ feedback ကိုပျော်ရွှင်စွာနဲ့စွတအဲတို့တဆင့်ပြောပေးခဲ့လို့လား။သမီးကထိုင်ကုန်ပြင်ဆင်ထားပြီးတဲ့ထိုင်ကုန်ကိုကျွန်တော်ကိုခန်းခဲ့ကြိုဆိုခဲ့ရလား။သမီးရဲ့စကားစီကနေမာတနောက်ထပ်ဒီယောမိခိကဆဲကိုလာစေခြင်းနဲ့ဆိုတဲ့ခံစားချက်လေးကိုခံစားရလိုက်လို့လားပေါ့နော်။အဲ့တော့ကိုယ်စဉ်းစားကြည့်အဖြေကဘာဖြစ်နိုင်လဲဆိုတာတဲမို့ဒါပေမဲ့ပင်မဲရဲ့အနောက်မှာအဖြေပါတဲ့စုကီဆိုတာနောက်ထပ်ဒါကြောင့်အဖြေကဘာဖြစ်သွားမလဲဆိုရင်ယွန်းဘန်စုကီဆိုတာနောက်ထပ်မာတာဆိုတာလည်းနောက်ထပ်ဒါကြောင့်အဖြေကယွန်းဘန်နော်အဲ့တော့အဖြေပြန်တိုက်ရအောင်ကျွန်တော်ကဘာကြောင့်ဒီခါဆူတိုကိုဝင်ပြန်ခဲ့ရလဲဆိုရင်သမီးလေးပျော်သွားနိုင်လောက်တယ်လို့မိမကပြောတဲ့အတွက်ကြောင့်အဖေကစမ်းဘတ်ကြိုပြီးလေ့ကျင့်မိလို့တော်ပါသေးရဲ့လို့ဘာကြောင့်ပြောရတာလဲကျောင်းရဲ့လုပ်ပုံလုပ်နည်းစာအုပ်တွေကိုကလေးတွေရှိမှထောင်နှားပေးရမယ်ဆိုတဲ့နည်းကိုသိခဲ့ရလို့တော်သေးတယ်။မို့ရင် तू ကဒီတိုင်းဖက်ပြတော့ပါရောဆိုကြိုတင်ခံမှန်းတာဘာလဲဆိုတော့အဖေကယွန်းဘတ်ပါသူစာအုပ်ရွေးခဲ့တဲ့စာအုပ်ကသူငယ်ငယ်တုန်းကလူကြိုက်များခဲ့တဲ့စာအုပ်လူကြိုက်အောင်သူငယ်ငယ်တုန်းကကြိုက်ခဲ့တဲ့စာအုပ်လူကြိုက်များတယ်လို့မပါဘူးနော်သူကြိုက်တာသူတွဲကြိုက်တာလူအားလုံးကကြိုက်တာမဟုတ်ဘူးဒါကြောင့်နင်းခိရမှာမယ်နော်အဖေကခေါ်မိပါဟဲ့နောက်ဆုံးကြောခန်းစားခုလေးကြောခန်းစားခုလေးကိုတတ်ကြည့်မယ်ကျိုးခန်းစားခုလေးကခိုင်ရှာရင်ဖြစ်တဲ့မိုရီယာမဆန်ကစွေရောပြီးဗုဒ္ဓဘူးနေ့ဒါမှမဟုတ်ဒူရောပြီးစနေနေ့18နာရီနောက်ပိုင်းမှာဒီတူလျှော့ခံရဲ့စာရွက်စာတမ်းတွေတူလျှော့ခံရဲ့စာရွက်စာတမ်းတွေကိုဖတ်ချင်တယ်လို့တွေးနေတယ်။အိုနာကြီးဆဲခိဒီထိုင်ကုန်တစ်ခုံထဲမှာပဲ2နာရီစက်တိုက်သုံးချင်တယ်။ဘယ်ဟာရမလဲပေါ့နော်။စနေဘာဘူးဗုဒ္ဓဘူးတမမောစနေ18နာရီနောက်ပိုင်းမှာ2နာရီစက်တိုက်သုံးချင်တယ်။ဘယ်ဥစားသုံးလို့ရမလဲတဲ့။စာပိုင်းလေးကိုတွက်ကြည့်အောင်။အဲ့တော့စာပိုင်းလေးကိုတွက်ကြည့်လိုက်တော့ညလာမသိစာပိုင်းလေးကိုတွက်ကြည့်လိုက်တော့ဒီမှာအမျိုးအစားတွေကဘာရှိမလဲဆိုလို့ရှိရင် A ရှိမယ် B ရှိမယ်ကာကူရှူးဆဲခီရှိမယ်အင်တာနက်တူဆဲခီရှိမယ်အဲ့ဒီဆဲခီတွေမှာဘာတွေလဲဆိုရင်တွက်ကြည့်အောင်မယ်ရီလျောခိုင်းစုတို့ဇီခံတော့စေကန်စုတို့ဆိုတာကန့်တက်တီအချိန်ကန့်တက်ချက် A ဆိုလို့ရှိရင်အချိန်ကန့်တက်ချက်မရှိပါဘူးတဲ့ B ဆိုလို့ရှိရင်တော့တနာရီမှာမိနစ်30ကြာပဲထိုင်ခွင့်ရှိပါမယ်တဲ့တနာရီနဲ့မိနစ်30ပဲထိုင်ခွင့်ရှိမယ်ဒါပေမဲ့ခုနကကောင်မလေးထိုင်ချင်တာက2နာရီဇက်တိုင်းဆိုတဲ့အတွက်ဒီနံပါတ် B သုံးလို့မရဘူးเนาะနံပါတ် B ကတနာရီခွဲပဲသုံးခွင့်ရှိတဲ့အတွက်ကြောင့်နံပါတ် B ကိုအမှားလေးချက်လိုက်မယ်ကောင်မလေးသုံးကျင်တာက2နာရီဇက်တိုက်ဆိုတဲ့အတွက်နံပါတ် B သုံးလို့မရတော့ဘူးဆက်ဖတ်မယ်ဂါခုရှုဆဲခိဒီ15ထိုင်ကုန်လေးရကြတော့ဘယ်နှစ်နာရီထိသုံးလို့ရလဲဆို3နာရီထိသုံးလို့ရတဲ့အတွက်ကြောင့်ဒီဟာလေးလည်းသုံးလို့ရမယ်ဒီထိုင်ကုန်လေးလည်းသုံးလို့ရမယ်အင်တာနက်တူဆဲခိကတော့တနာရီကြာပဲသုံးလို့ရတဲ့အတွက်ကြောင့်ဒီဟာလေးလည်းပယ်လိုက်တော့ဒါဆိုရင်သူသုံးလို့ရတာက A ရဲ့ガクシュセキရဲ့အဲ့ဒီမှာဂါခုရှုセキဂျားရဲ့နေမှာဆိုရင်9နာရီကနေ20နာရီအထိစနေတနင်္ဂနွေပိတ်ရက်ဆိုရင်9နာရီကနေ18နာရီထိဆိုတဲ့အချိန်တစ်ချက်ကျန်သေးတယ်ဒါဆိုရင်ဆန်းစလို့မေကွန်းကိုတွားပြန်စဉ်းစားသူက2နာရီဇက်တိုက်သုံးချင်တယ်ဆိုတဲ့အတွက်ကြောင့် B ရဲ့အင်တာနက်တူရဲ့ပါတာကိုပယ်လိုက်တော့ဟုတ်ရဲ့လား B ရဲ့အင်တာနက်တူဆက်ခီရဲ့ပယ်လိုက်တော့ B ရဲ့အင်တာနက်တူဆက်ခီရဲ့ပယ်လိုက်တော့ automatic နံပါတ်2နဲ့4ကိုပယ်လိုက်လို့ရပါပြီဒါဆိုရင် C ရော B မှာ A ကိုသုံးမလားဒိုရော B မှာ A ကိုသုံးမလားဆိုပြီးဖြစ်သွားတယ်ခုနကရက်ကိုသွားကြည့်လိုက်တော့
ဒီမှာစွေရောပြီပဲဖြစ်ဖြစ်ဒိုရောပြီပဲဖြစ်ဖြစ်သူသုံးလို့ရတယ်18နာရီနောက်ပိုင်းကနေ2နာရီဇက်တိုက်သုံးကျင်တာ19 18 19ဒါဆိုသူဘယ်နှနာရီထိထိုင်နေမှာလဲဆို19နာရီထိထိုင်နေမှာ19နာရီထိထိုင်မယ်ဆိုတော့ဘယ်ရက်ပဲရမလဲဆိုရင်ဂျားရက်ပဲရမယ်ဒီဗုဒ္ဓဘုဟိုပေါ့စနေတနင်္ဂနွေဆိုရင်18နာရီထိပဲအချိန်ရှိလို့လေ19နာရီထိထိုင်လို့ရတာဟဲရီဂျစ်ဆွတ်ဆိုတဲ့အတွက်ဘယ်နေ့ကိုရွေးမလဲဆိုစွေရောပြီကိုရွေးရမယ်နော်ရှင်းရလားသူက2နာရီသုံးကျင်တယ်ဆိုတဲ့အချက်ကနေ2နာရီဇက်တိုက်သုံးကျင်တယ်ဆိုတဲ့အချက်ကနေစာသင်ခန်း B တွေကိုပယ်ချပလိုက်တာနော်ပြီးွားရင်18နာရီနောက်ပိုင်းမှာ2နာရီဇက်တိုက်သုံးကျင်တယ်ဆိုတဲ့အချက်ကနေစနေနေ့ပယ်ချလိုက်တော့အဖြေကနံပါတ်1ပဲထွက်လာတာနော်ရှင်းရလားမသိမရှင်းလဲကိုခဏတော့ပြန်ဖတ်ကြည့်လိုက်ပေါ့နော်ဗီဒီယိုလေးကိုရက်ပြီးနောက်တစ်ပုဒ်ခိုးခိုးစေးအထက်တန်းအလဲတန်းကျောင်းသားဖြစ်တဲ့ဖရာအားဆန်ကတဲ့နာညီဟဲကြီးဆွတ်15နာရီနောက်ပိုင်းကနေတနာရီကြာစာလေးလာခြင်းနဲ့ဘန်ကျော်နီစာလေးလာတဲ့အခါမှာဂျီဘွန်နောပါဆိုကိုကွန်ပျူတာကိုပဲကိုအသုံးပြုကျင်တာပါတဲ့ကိုကွန်ပျူတာပဲကိုအသုံးပြုကျင်တယ်ဆိုတော့သွားရှာကြည့်အောင်မယ်နံပါတ် E အယောင်လေးတစ်ယောင်ပြောင်းလိုက်မယ်နော်မိနာဆန်တို့မျိုးလုံးနဲ့ကြည့်ရတာရှင်းသွားအောင်အနီရောင်လေးပြောင်းလိုက်မယ်နံပါတ် A မှာဆိုလို့ရှိရင်ပါဆိုကွန်စကာကိုတိုကတခိမဆန်ကွန်ပျူတာသုံးလို့မရတော့ဘူးဆိုတဲ့အတွက် A ကိုပယ်ပလိုက်တော့နံပါတ် B ဂျီဘွန်နောပါဆိုကွန်ကိုယ့်ရဲ့ကွန်ပျူတာကိုသုံးလို့ရတယ်ဆိုတော့နံပါတ် B ကိုရွေးမယ်ပြီးရင်学習席မှာ自分のパソコンを持って使うことができますဆိုတော့လေ学習席ရတယ်အင်တာနက်ကိုစကြည့်တော့လေတိုးရှော့ကန်တော့ပါဆိုကွန်စာကြည့်တိုင်းမှာရှိတဲ့ကွန်ပျူတာကိုပဲအသုံးပြုရမယ်ဆိုတော့အင်တာနက်ကိုမရတော့ပြောင်း B ရတယ်学習席ရတယ် B ရတယ်学習席ရတယ်နော်။ဘာကြောင့်လဲ自分のパソコンဆိုတဲ့အချက်ကြောင့်အဲ့ဆိုတွားရှာကြည့်မယ်ခုနကပဲနံပါတ်တွေပေးခဲ့ရပါလေမိပါလို့ A ရဲ့အင်တာနက်တွေပေးခဲ့ရနော် B ပဲရမယ်ဘူးနေပြီလားစံစီကိုပဲရွှေ့ဒီပဲရွှေ့လို့မရဒါရှိခါတိုမို့တဲ့ဥခဲစုခဲနီဣခိအဲ့ကျိုကောင်တာကိုသွားပြီးတော့学習 B ဒါမှမဟုတ်တိုးရှော့ခံဆက်ခိ B ဒါမှမဟုတ်学習ဆက်ခိမှာလျှောက်လာတင်ရမယ်နံပါတ်2ကဥခဲစုခဲကိုသွားပြီးတော့学習ဆက်ခိဒါမှမဟုတ်အင်တာနက်တို့ခုနအင်တာနက်ကိုပယ်ထားပွားရင်နော်အင်တာနက်ကိုပယ်ပွားရင်ဆိုတော့နံပါတ်2ကိုလည်းပယ်လိုက်တော့学習 B ဒုက္ခလျှော့ဆဲခီ B ဒါမှမဟုတ်学習ဆဲခီကိုအသုံးပြုမယ်မရှိကိုမီဝါဟီစီယော၌ရှောက်လာတင်ဖို့မလိုအပ်ဘူး学習 B အင်တာနက်တို့ဆဲခီကခုနတွေကပယ်ပြီးသားဆိုတော့နံပါတ်လေးကိုလည်းရွှေ့လိုက်ဒါဆိုရင်ကျန်တာကနံပါတ်1နဲ့3မှာမရှိကိုမီလုပ်ဖို့လိုအပ်တာလားမလိုအပ်တာလားဆိုတာသွားစဉ်းစားရုံပဲလိုအပ်လားမလိုအပ်လားမရှိကိုမီကိုသွားကြည့်မယ်အဲ့တော့သွားကြည့်လိုက်တော့ဇဲခင်းနိုရီလျောဟိုဟိုအသုံးပြုလို့ရတဲ့နီလန်ဒုခုရှု A ဆိုရင်တော့မရှိကိုမီဖို့ဖူရော A ဆိုရင်A ဆိုလို့ရှိရင်ရှောက်လွှာတင်ဖို့မလိုအပ်ဘူးလွတ်နေတဲ့ထိုင်ကုန်မှာကြိုက်တယ်လို့အသုံးပြုလို့ရတယ် B ရဲ့အင်တာဂကုရှုစဲခိရဲ့ B ရဲ့ဂကုရှုစဲခိရဲ့အင်တာနက်တို့စဲခိတွေကတော့မိုရှိကိုမီ easy your desk လိုအပ်ပါတယ်ဆိုတဲ့အတွက်ကြောင့်အဖြေကဘာဖြစ်တော့မလဲဇာစီတို့သုံးမှာ B ရဲ့ကာကူရှုစဲခီရဲ့သုံးပါလေအဲ့ဒီ B ရဲ့ကာကူရှုစဲခီရဲ့ကရှောက်လာတင်ဖို့လိုအပ်တယ်လို့ပြောတဲ့အတွက်ကြောင့်အဖြေကအချီပန်တေးသေးချာချာနားလည်ပါအောင်ကုပါတာကိုတစ်ခါလောက်တေချာပြန်ဖတ်နော်အဲ့ဒါမှယူဆပုံယူဆနည်းလေးနားလည်မှာじゃあ今日はこれまでにします。お疲れ様でした。ありがとうございます。また明日ね。